ရွှေဖန်ရဲ့တရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင်အခုချိန်ကစပြီးဆရာတော်ဓမ္မဒုတဒေါက်တာရှင်စေကိန်းနာဟောကြားတော်မူအပ်သောဘဝဖြောင့်ကြောင်းတစ်စိတ်တစ်စောင်းအပိုင်း14တရားတော်ကိုနာကြားရတော့မှာဖြစ်ပါတယ်ရှင်ဘဝဖြောင့်ကြောင်းတစ်စိတ်တစ်စောင်းနဲ့ပြောလာပြီးရခုနှစ်တန်းနှစ်အရွယ်ရောက်တာပြီးသွားပြီဒီကြားထဲမှာတစ်နှစ်ကိုတစ်ခုပဲအမှတ်ရတယ်မဟုတ်ဘူးအများကြီးအမှတ်ရတယ်ငယ်တုန်းကအကြောင်းတွေလည်းအမှတ်ရခဲ့တာအခုတော့ရှစ်တန်းအကြောင်းကိုမပြောသေးပဲနဲ့ငယ်တုန်းကအကြောင်းပြောရီးတော့လည်းရီးစရာပါကွယ်အမှန်ကအခုအတိတရားရှိလို့ပြန်ကြည့်လို့ရီးစရာပြုံးစရာဖြစ်ပြီးပဲအဲ့ဒီတုန်းကတော့ဘယ်ရီးစရာပြုံးစရာလဲလို့မြင်ပါလေဒါလေးတော့ပြန်ပြောချင်တာအခုလိုအသိဉာဏ်လေးရှိအသိတရားလေးရှိလို့ပြန်ကြည့်ပြီးတော့ရည်စရာပြုံးစရာဖြစ်ပြီးမယ်အဲ့ဒီတော့ကတော့ဘယ်သိမှာရည်စရာပြုံးစရာလည်းမဟုတ်ဘူးမှားခဲ့တာတွေရှိရင်လည်းဘယ်မှားတော့ကတော့ဘယ်သိရှာမှာဆိုးခဲ့တာတွေရှိရင်လည်းဆိုးတော့ကတော့ဘယ်သိရှာမှာအသိဉာဏ်ရှိတဲ့အချိန်ကျမှသိတာမြင်တတ်သိတတ်တဲ့အချိန်ကျမှမြင်နိုင်သိနိုင်တဲ့အချိန်ကျမှမြင်တာသိတာခေါ်တာပေါ့ဒါကြောင့်မို့လဲဘုရားရှင်ကိုရောမြတ်ကြီးကမိန့်တာကိုမမြင်တဲ့သူကမြင်တဲ့သူကိုလည်းမမြင်ဘူးတဲ့မမြင်တဲ့သူကိုလည်းမမြင်ဘူးတဲ့မြင်တဲ့သူကတော့မမြင်တဲ့သူကိုလည်းမြင်တယ်မြင်တဲ့သူကိုလည်းမြင်တယ်ဒါအကျေးဇူးများတဲ့တရားစကားဟုတ်တယ်လေမမြင်တဲ့သူကတော့မြင်တဲ့သူကိုလည်းမမြင်ဘူးမမြင်တဲ့သူကိုလည်းမမြင်ဘူးမြင်တဲ့သူကတော့မမြင်တဲ့သူကိုလည်းမြင်တာမြင်တဲ့သူကိုလည်းမြင်တာအသိဉာဏ်ဆိုတာအဲ့လိုပါပဲလေအသိဉာဏ်ရှိတဲ့သူကတော့ရှိတဲ့သူကိုလည်းမြင်တယ်အသိဉာဏ်ရှိတဲ့သူကိုလည်းမြင်တယ်မရှိတဲ့သူကိုလည်းမြင်အသိဉာဏ်မရှိတဲ့သူကတော့ရှိတဲ့သူကိုလည်းမမြင်ဘူးမရှိတဲ့သူကိုလည်းမမြင်ဘူးကိုအကြောင်းကိုပြောရင်တော့ဘုံဘုံတို့အညာစကိုင်းဆိုတော့အညာခေါ်တာပါအလယ်ပိုင်းမှာပဲအမှန်ပါမြန်မာနိုင်ငံအလယ်ပိုင်းမှာဘုံမလို့ရက်ရွာလေးကသူ့ဟာလေးနဲ့သူစီပင်မှာစီဆိုင်တန်းလေးလည်းရှိတယ်ကိုင်းလေးရာလေးလည်းရှိတယ်အလူတန်းတွေလည်းပေါ်တယ်စကိုင်းတောင်ဘက်မှာဆိုမမိတာဘာလေးပြောချင်တာလုံးဆိုတော့အရွယ်အရင်ပြောမှာပါဘယ်အရွယ်တုံးဆိုတော့တောက်လမ်းလျှောက်တတ်တဲ့အရွယ်တောက်လမ်းလျှောက်ပြီဆိုကြတဲ့ကအမေတို့အဖေတို့ဘယ်လောက်ပျော်လိုက်မလဲအဖိုးတွေဖွာတွေဘယ်လောက်ပျော်လိုက်မလဲဟိုစကလုံးသာအဖိုးဖွာလို့ပြောတာအမေကြီးအဖေကြီးလို့သုံးတာပါအမုန်းတို့စီမှာအဲ့ဒါမှတ်မိသေးတယ်ဖဏတ်ဂရိဘာဖဏတ်ဝင်းတို့ဖဏတ်နှိပ်သီးလေးနဲ့အောက်ကတရေခံလေးအပေါ်ကဂရိဘာလေးနဲ့မှတ်မိသေးတယ်ဂရိဘာအနီးလေးဒီအရွယ်တော့အရွယ်တက်လမ်းလျှောက်တဲ့အရွယ်ဆိုဘာသိမှာလုံးလို့ပြောစရာရှိဘုံဘုံတို့ကတော့မှတ်မိတယ်ဘယ်လိုလဲမသိပါဘူးကိုဘုံဘုံတို့ကမှတ်မိနေတာအဲ့ဒီအရွယ်လေးမှာအမေဝယ်ပေးတာပဲထားပါတော့အမေဝယ်ရင်အဖေလည်းဝယ်ပေးမှာလေအိမ်ကဝယ်ပေးတာပေါ့ဖဏတ်ကလေးဖဏတ်အနီးလေးခွင်းတိုးလေးခုထိမြင်တယ်ကွသေးလေးနောက်ကဟိုကဖနှောက်လေးမှလည်းတိုင်းတာလေးပါတယ်လေတော်ဘယ်ချက်တော့မှညံ့မှမညံ့နိုင်သေးတာအဲ့ဒါကလည်းအရက်ထဲမှာတရေဖဏတ်လုပ်တဲ့ဆိုင်ရှိတယ်တရေဖဏတ်လုပ်တဲ့နေရာရှိတယ်ဘာကြီးပုဖဏတ်ဆိုင်ဘာကြီးပုဖဏတ်လုပ်တဲ့စီကနေမှာပြီးဘလို့သဘောကျလိုက်မလဲတွဲ့ကြည့်ပေါ့ဖဏတ်ကလေးလူကြီးတွေစီးသလိုကိုကမစီးတတ်သေးဘူးခွင်းတိုးလေးရဲ့နောက်ကအတိုင်းလေးရဲ့ဆိုတော့ပျော်လိုက်တာဘလို့ပျော်တော့ဆိုတော့ဘလို့ပျော်မှန်းကိုမသိအောင်ပျော်တယ်ပျော်ပါမှာအဲ့လိုမှတ်မိလားဆိုမှတ်မိနေတယ်ပျော်နေတာကိုယ်လိုစီးပေးလိုက်တာနဲ့ပြန်ချွတ်ပေးရင်တော့ကိုမချွတ်ချင်တော့ဖဏတ်ကလည်းအစ်စ်ကလေးကလည်းမြေကြီးထဲမဆင်းသေးတော့အိမ်မော်ပဲတောက်နဲ့ရှောက်ကြည့်ထမင်းစားမယ်ဆိုလည်းပဲဖဏတ်ကြီးစီးတာဒါဖဏတ်ချွတ်အောင်လေးဆိုချွတ်ဖယားကန်းသွားလည်းပဲချွတ်တအိမ်လုံးရှောက်သွားတယ်ကိုယ်ဘယ်သိမှလို့ကျန်တာတွေဘယ်ဂယုစိုက်အားမှာလဲကျန်တာတွေကိုမက်တာမမက်တာသဘောကျတာမကျတာမရှိဘူးလေကိုယ်ဖဏတ်လေးကိုသဘောကျနေတာဘုရားကနဲ့သင်တော်ဤမသင်တော်ဤထမင်းစားရင်နဲ့စီးရမယ်မစီးရမယ်
왜 띠마롱 초옹소 인고 초 해라면 초도 초대 배진 초동서로 이 초인어 초하라고 고프나 그리 삐마서 에이너 초하라고 에이다롱 띠면 초지 무사 얘가 하나 에이도 프나 초하라고 초 고이된 이야가 아드wen가 미지가 더 미부 정배 도안에 나리마 미이 그래네 라디리 맘미 하우데 만내 자도 미지가 뼈비로 이라이다သူတို့လူကြီးကတော့ရည်စရာပေါ့ညအမေကြီးကအိတ်မရလို့သူ့မို့ရလေးကပါလေးသူ့ခေါင်းလေးကတစ်လုံးနဲ့ဒီအရွယ်လေးတောက်သွားတဲ့အရွယ်လေးဖက်နှက်ဘယ်သိမ့်ထားတော့ဆိုအမေကြီးခေါင်းအောက်သွားထိုးထည့်ထားအမေကြီးခေါင်းအောက်သွားထိုးထည့်ထားတာပြန်မြင်တယ်ဟုတ်တယ်လေကိုဖက်နှက်လေးသူများယူသွားမှစိုးတာပေါ့ကိုဖြတ်ဖက်နှက်လေးပျောက်သွားမှစိုးတာပေါ့သိစရာကကိုလုံးလုံးနဲ့ထင်တဲ့နေရာဒါပဲအမေကြီးကပြန်ပြောပြီးရီလိုက်တာအမလီငါမြင်ဆိုသူပြောနေကြအတိုင်းပြောတာပေါ့အမေကြီးကရှမ်းနဲ့ပဲຫນွယ်တယ်မြည်ပေါ့မွန်နဲ့လည်းဆက်တာဟုတ်စကားရတယ်ဒီလိုပဲဝတ်တယ်နဲ့ဆိုပြောလိုက်တာဩစဉ်းစားကြည့်တယ်ကိုတန်ဖိုးထားတဲ့ဟာအမေကြီးကတန်ဖိုးမထားအမေကြီးတို့တန်ဖိုးထားတဲ့ဟာကိုကိုကတန်ဖိုးထားမှမသိအဲ့ဒါလေးတော့တွေ့လူတွေတယောက်နဲ့တယောက်များအဲ့ဒါနားလည်ကြရင်ဘယ်တော့ကောင်းနိုင်မလဲဘုရားရှင်ကိုရောမြတ်ကြီးမိန့်တော်မူတဲ့စကားနဲ့ပြောရင်ပုထုဇဉ်ဆိုတော့ဝတ္ထုအယုံကာမဂုဏ်ပဲတန်ဖိုးထားတာအရိယပုဂ္ဂိုလ်ကြီးတွေဘုရားယဟန္တာတွေကနိဗ္ဗာန်ပဲတန်ဖိုးထားတာသူတန်ဖိုးထားတာနဲ့ကိုတန်ဖိုးထားတာနဲ့မတူနိုင်အရွယ်ချင်းမတူရင်တန်ဖိုးထားတာချင်းမတူစိတ်ထားချင်းမတူရင်တန်ဖိုးထားတာချင်းမတူအိုးအဲ့ဒီကလေးကဆိုအဲ့ဒီအရွယ်လေးတော့ပဲဟုတ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးအတိပေါ်ဘူးလားဒါလေးမေကြီးကပြန်ပြောလူရှိဆိုရင်ပြောဆိုတော့9တန်း10တန်းအရွယ်ရောက်ဆိုပြောပြီအမလီငါသားခေါ်တာပါငါမြည်တော့မလီငါသားလေးကငါမြည်လေးရခုမှသာအမလီဒီလိုနေတာအရင်တော့မှတ်မိသေးတယ်သူ့ဖက်နဲ့လေးပျောက်မှဆိုလို့ဘုံကအဲ့ဒီ9တန်း6တန်း9တန်း10တန်းလောက်ရောက်လာအဲ့လိုမျိုးကိုပစ္စည်းကိုအဲ့လိုကုတ်ကတ်တာတော့မရှိအဲ့ဒါနဲ့ပတ်သက်ခုမှသာသူဒီလိုဖြစ်တာပါအရင်တော့သူ့ဖက်နဲ့ကလေးဆိုရင်အမလီပျောက်မှဆိုလို့ငါတညာလုံးအိတ်မအောင်ဘာလိအောက်ကမွေရအောက်ဒီထိုးထည့်ထားတာခေါင်းအောင်အောက်ကမွေရအောက်ကဖက်နဲ့အမလီနောက်ဆုံးငါဘာလိလို့ဖွင့်ကြည့်တော့မှလှန်ကြည့်တော့မှအမလီသူ့ဂရီဘာဖက်နဲ့လေးဂွင်းတို့ဖက်နဲ့လေးဆိုတာသူတို့ကရည်စရာဖြစ်မြင်မှာကိုယ့်အတွက်ကတော့တန်ဖိုးရှိတာကိုယ့်အတွက်ကတန်ဖိုးရှိတာအဲ့ဒီမှာလေးစဉ်းစားကြည့်တယောက်နဲ့တယောက်တန်ဖိုးထားတာလည်းမတူဘူးအရွယ်မတူလို့လည်းပါတယ်စိတ်ဓာတ်မတူလို့လည်းပါတယ်ကိုယ့်ကိုယ်အသုံးချလည်းမကြဘူးဆိုလို့လည်းပါတယ်ဒါဖြင့်ဘာလို့တန်ဖိုးထားရမှာလဲဘာလို့တန်ဖိုးမထားရဘူးလဲဘုရားရှင်ကိုရောမြတ်ကြီးမိန့်တော်မူတဲ့တရားတော်တွေစကားတော်တွေကိုပြန်ပြီးတော့ပေါ်ပြီးတော့ကြည့်မှအရသာကိုရှိတယ်ပြောရမယ်စကလုံးတော့တွေ့ဝိုက်မပြောဘဲနဲ့ရှင်းပဲပြောလိုက်အဲ့ဒီအရွယ်တုန်းကအဲ့ဒီဖက်နှက်လေးများတယောက်ယူသွားမပြီးတော့ဘူးဆိုအော်ငူလိုက်မယ်ဖြစ်ချင်းအတင်းလိုက်လူလိုက်မယ်ဖြစ်ချင်းဘုံဘုံတို့ဆဲတတ်တဲ့ဝါဒနာမရှိဘူးမိသားစုလိုက်ဆွဲတဲ့ဝါဒနာမရှိဘူးဆဲတတ်တဲ့သူများဆိုဘလောက်အော်ဆဲလိုက်ဘလောက်အပြစ်တွေကြီးကုန်လိုက်ဥရိအတော်တွေကစရင်ကိုပဲမကြည့်မနဲ့ငါဖက်နှက်ယူရမလားဆိုဖြစ်နိုင်မယ်ဖြစ်ချင်းဒါပေမဲ့ရှင်းအတိတရားအတိဉာဏ်လေးနဲ့စဉ်းစားတာလေးကိုရှင်းပြောရင်ကိုမဲ့ပြီးတော့မြေကြီးပေါ်စီးတဲ့ဖက်နှက်ကိုခေါင်းအောက်ထားတဲ့မလုတ်တဲ့အလုပ်ကိုလုပ်မိတာကိုအရွယ်ကိုအခြေအနေကိုစိတ်ဓာတ်ပေါ်လေအတိတရားနဲ့ပြောရင်အခုအဲ့ဒီဖက်နှက်မရှိတော့အခုအဲ့ဒီဖက်နှက်မရှိတော့အဲ့ဒီဖက်နှက်ရှိအောင်တော့ဒီအရွယ်ကြီးစီးမရတေချာလေးအေးအေးဆေးစဉ်းစားကြည့်အဲ့ဒီဖက်နှက်ခုမရှိတော့ရှိအောင်တော့အဲ့ဒီဖက်နှက်စီးမရစီးရတဲ့အချိန်တော့ကောင်းတယ်ထင်ပြီးတော့ကိုတယိုတသိသိမ်းတာစီးရတဲ့အချိန်တုန်းက
ကောင်းတဲ့ခိုင်နေမြဲမယ်တစ်သက်လုံးပဲကိုယ့်လက်ကမလွတ်တော့ဘူးထင်ပြီးတော့သိမ်းတာဟိုငါဘဝမှာရောမမြဲတဲ့ဟာကြီးကိုမြဲတယ်ထင်ပြီးမကောင်းတဲ့ဟာကြီးကိုကောင်းတယ်ထင်ပြီးတော့မခိုင်တဲ့ဟာကြီးကိုခိုင်တယ်ထင်ပြီးခဏတစ်ဖြုတ်ဒီအရွယ်နဲ့ဒါတော့အမြဲစီးရတာမဟုတ်ပါဘူးလမ်းသွားတော့စီးရငါရောငါဘဝမှာအခုထိခဏတစ်ဖြုတ်ချစီးရတဲ့ဖဏတ်လိုမျိုးကျုံနာတွေကိုအခုထိအဖွားရဲ့ခေါင်းအောက်ကမှုရအောက်ကိုထဲကျင်စိတ်ရှိသေးသလားလို့ပြန်မေးတာမကောင်းတာကိုအကောင်းထင်နေတယ်မခိုင်တာကိုအခိုင်ထင်နေတယ်မမြဲတာကိုမြဲတယ်ထင်နေတယ်သူများတွေကတန်ဖိုးထားတယ်လို့ထားတာမထားတာခဏတာကိုဟာကိုဘာမဟုတ်တာကိုတန်ဖိုးထားတယ်လို့ပြောရလဲခက်သားမဟုတ်တာကြီးကိုအဟုတ်ထင်ပြီးတန်ဖိုးထားနေတာလည်းများရှိနေသလားအဲ့ဒါလေးစဉ်းစားမိတာကြည့်ဒီဖဏတ်အကြောင်းပြုပြောပြီးမယ်ငယ်တုန်းကဘုတ်အုပ်တွေခုမရှိတော့ပါဘူးဖဏတ်တဲ့ဘုတ်အုပ်စာရေးစာမှတ်textbook တွေကညအခါလသာသာကစားမလားစားမလားဆိုတဲ့ဟာတွေစာအုပ်တွေပေါ့ခုမရှိတော့ဘယ်ဟောက်ကိုတန်ဖိုးထားတာလဲဘယ်ဟောက်ကိုအဟုတ်ကြီးထင်တာလဲသူ့အရွယ်နဲ့သူနှင့်တော်လို့သုံးယုံလေးပဲရတယ်ဒီအရွယ်မှာပါပဲသိမကြပါဘူးဒီဖဏတ်ဟာ3-4 လမစည်းလိုက်ရပါဘူးဖဏတ်ကောင်းနေပြီမဲ့6တော့ကြီးသွားတယ်6တော့မကြီးသေးပြီမဲ့ဖဏတ်ပြတ်သွားတယ်လောကကြီးကအဲ့လိုပဲလောကကြီးကအဲ့လိုပဲကိုအခုထိငယ်တုန်းကအကျင့်မျိုးအဲ့လိုဖဏတ်ကိုမက်ပြီးတော့သိမ့်တယ်လို့မျိုးသိမ့်နေသေးသလားအမြဲစဉ်းစားတယ်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားတော်တွေနဲ့သာသနာ့ဘောင်ရောက်ပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားတော်တွေကိုနာဂမှတ်သားလေးလာကျင့်ကြံကြက်ကျိုးကုတ်အားထုတ်တော်ကြည်စံပုထုဇဉ်တွေကတောက်သွားတဲ့အရွယ်မှာဒီ1 လ 2 လ 3 လလောက်စီးရမယ်ဂရိဘာဖဏတ်လိုမျိုးဝတ္ထုအာယုံကာမဂုဏ်တွေကိုမဲ့နေတာပါလားဘုရားယဟနာအရှင်မြတ်တွေမျိုးနှစ်သက်တဲ့နိဗ္ဗာန်မျိုးနဲ့တခြားစီဟိုကအရွယ်မရွေးသုံးဆောင်လို့ရတဲ့နိဗ္ဗာန်သက်တမ်းမရွေးအမြဲတမ်းသုံးဆောင်လို့ရတဲ့နိဗ္ဗာန်အချိန်မရွေးအမြဲတမ်းသုံးဆောင်လို့ရတဲ့နိဗ္ဗာန်မိမိကြတော့ပုထုဇဉ်တွေကြတော့ကြည်စံဖဏတ်ကလေးမက်တယ်လို့မျိုးဒါကဘုံမို့လို့ဖဏတ်ပြောတာပေါ့မိမိတို့အင်ကြီးလေးမက်တာမျိုးခပတ်ကလေးမက်တာမျိုးအစားအသောက်ကလေးမက်တာမျိုးအဝတ်အစားလေးမက်တာမျိုးဖဏတ်ကမှ3-4 လစီးရပါသေးတယ်ကွယ်3-4 မိနစ်လောက်မကြာတဲ့ဟာကိုတော့မက်နေကြတာကွယ်ဘဝဖြောင်းတစ်စီးတစ်စောင်းဆိုတာအဲ့ဒါစိတ်ကူးနဲ့တွေ့ကြည့်တယ်မှာဒီဖဏတ်မက်ပြီးတော့ဒီအရွယ်ကြီးရောက်တဲ့ဒီဖဏတ်စီးမရတာကိုပဲခြီးပွားအောင်ကိုယ်နဲ့ကတ်ထားလို့ဖြစ်မလားသူ့အရွယ်သူ့အခြေအနေသူ့အချိန်ခါခဏသုံးတာလမ်းလျှောက်သုံးတာဒါတော့ဒီအရွယ်မှာလမ်းလျှောက်သုံးတာနော်အိတ်တုံးမသုံးဘူးနော်ရေချိုးတုံးမသုံးဘူးနော်အဲ့တော့မိမိတို့ဘဝမှာဘာတွေကိုတစ်သက်လုံးသိမ့်ထားခြင်းတာလဲသိမ့်စရာနေရာကရောမြင့်မြတ်တဲ့အဖွားရဲ့အမေကြီးရဲ့ခေါင်းရဲ့ခေါင်းအောင်ရဲ့မှုရအဲ့ဒီအောင်မှာသွားထိုးတယ်လို့များထိုးထားမိလေရောလားတိကျစဉ်းစားကြည့်ပြီကိုလုတ်တာအဖွားတို့ကရည်စရာပြီဆိုပေမဲ့လို့ကိုကတော့ရည်စရာမထင်အခုဒီအရွယ်ရောက်မှသာဒီအသိဉာဏ်တွေပေါ်လာမှသာဒီအသိဉာဏ်လေးနည်းနည်းသိမှလားတကယ်တော့ကျတော့ဘုရားတရားတန်ခါနဲ့တွေ့လို့ပါဆရာသမားကောင်းနဲ့တွေ့လို့မိကောင်းဖကောင်းနဲ့တွေ့လို့ဒါအဲ့ဒီတုန်းကရည်စရာကြီးပါလားလို့ပြန်မြင်နိုင်တာပြန်သိနိုင်အဲ့လိုမျိုးရည်စရာလုပ်နေတဲ့လူတွေအများကြီးရှိချတယ်နဲ့တူတယ်မြင်တဲ့သူကမမြင်တဲ့သူကိုလည်းမြင်တယ်မြင်တဲ့သူကိုလည်းမြင်တယ်မမြင်တဲ့သူကတော့မြင်တဲ့သူကိုလည်းမမြင်ရှာပါဘူးကွယ်မမြင်တဲ့သူကိုလည်းမမြင်ရှာပါကိုကမြင်တဲ့သူလားမမြင်တဲ့သူလားဒီဘဝဖြောင်းတစ်စိတစ်စောင်းလေးကမြင်တဲ့သူဖြစ်အောင်ပြောပြီမျက်လုံးကြီးရော့အင်းလို့ပြောတာမဟုတ်ရော့မျက်မှန်ကြီးတက်လို့ပြောတာမဟုတ်ရှေ့ကကာနေတာလေးတွေကိုဖယ်ပေးတာဓာကြီးကာနေသူပဲမြင်မှာတော့အဲ့ဒီကာနေတာလေးကိုဖယ်ပေးမြင်သွားပြီ
တကယ်သူတော်ကောင်းတွေကပင်ကိုကအဝေးထိအဆုံးထိမြင်နိုင်တဲ့အားရှိပါတယ်ရှေ့မှာကာလို့ကာထားမှမသိတာအဲ့ဒါမိမိတို့ကခုလိုပြောပေးဆိုပေးတယ်ဆိုတာအဲ့ဒီကာထားတာလေးတွေဖယ်ပေးတာကာထားတာလေးတွေဖယ်ပေးတာဒီဖုံဖုံဖဏတ်ဆိုတာတကယ်ဖြစ်ခဲ့တာကိုဥပမာအနေနဲ့ပြောပြမိမိတို့ဘဝမှာရောအဲ့လိုဖဏတ်လိုမျိုးဂရိဘာဖဏတ်လိုမျိုးဂရိဘာလူတွေရောရှိသလားဂရိဘာပစ္စည်းတွေရောရှိသလားဂရိဘာအသုံးဆောင်တွေရောရှိသလားဂရိဘာမျိုးစုံပေါ့အဲ့ဒါနဲ့ပဲမိမိတို့ဘဝမှာဒီရွယ်လာကိုမတက်နိုင်တော့ဓမ္မတဘာဝနဲ့ပြောရင်ဒီဖဏတ်ကြိုက်လို့ဒီဖဏတ်ပဲစီးနေဒီ6တော့ပဲကြီးတော့မှာဓမ္မသဘောနဲ့ပြောရင်ဒီအရွယ်ဒီဖဏတ်ပဲစီးနေစိတ်ဓာတ်ပါဘလို့မှမကြီးလာဘူးဒီဝတ္ထုအာယုံကာမဂုဏ်ဆိုတဲ့ဖဏတ်ကိုပဲကိုယ်သဘောကျပြီးဒါပဲအမြဲစီးနေလို့ကတော့ဘလို့မှအရိယာဆိုတာဖြစ်မလာနိုင်ရှေ့ခရီးနိဗ္ဗာန်ဆိုတာဘလို့မှမရောက်နိုင်အများကြီးပေါ့ကိုဉာဏ်ရှိတဲ့လောက်စဉ်းစားကြည့်ကြပါဘုံဘုံတို့ကဉာဏ်လေးလက်တစစ်တောင်မရှိတရှိနဲ့ပြောပြပြီးတာဘုံဘုံထက်ဉာဏ်ကြီးတဲ့သူတွေလည်းပါမှာပဲကိုယ်သိနဲ့ကိုချင်းချင်းပြီးကိုတွေးကြတယ်ဘာတွေစိတ်ရှုပ်နေတာလဲဘာတွေစိတ်နှောက်နေတာလဲဘာတွေအခက်ခဲတွေ့နေတာလဲဘာတွေကြက်တီးနေတာလဲဘာတွေအဖြေရှာမရတာလဲတကယ်တမ်းကျတော့အဲ့ဒီဖဏတ်ကလေးမက်နေလို့လားဒီအရွယ်နဲ့ဒီဖဏတ်နဲ့မက်တာမျိုးကိုယ့်အရွယ်ကအဲ့ဒီအရွယ်ဟုတ်သေးလို့လားအဲ့ဒါလေးတွေဒါအေးစေးလေးစဉ်းစားကြည့်ဩအခုမှသာကြီးစရာလို့ပြောတာအရင်တုန်းကကြီးစရာရဲ့လို့မသိခဲ့ပါဘူးမိမိတို့အသိဉာဏ်တွေတိုးတက်သွားရင်ကိုကြုံခဲ့ရတဲ့အခက်အခဲတွေကြီးစရာတွေပါကိုတွေ့ခဲ့ရတဲ့ပြဿနာတွေဟာကြီးစရာတွေပါလောကကြီးကိုအသိဉာဏ်ရှိတဲ့သူတွေဟာပြုံးယုံလေးပြုံးပြီးတော့လူရခရီးရောက်အောင်သွားကြလားဘုံဘုံတို့မသိတဲ့အရွယ်ဘယ်သိမှတော့တောက်သွားတဲ့အရွယ်မသိတော့ကတော့ဒီလိုလုပ်ခဲ့တာသိတဲ့အချိန်ကစမလုပ်ဖြစ်အောင်ကြိုးစားမလုပ်ဖြစ်အောင်နေတယ်ဘဝဖြောင်းဖြောင်းတစ်စီးတစ်စောင်းဆိုတာအဲ့ဒီအသိဉာဏ်နဲ့ပဲဖြောင်းဖြောင်းသွားတာကိုခေါ်ပါတယ်အဲ့ဒီအသိဉာဏ်လေးတွေမှမပေါ်ဘူးဆိုရင်ဒီဖဏတ်ကိုမက်ပြီးတော့ဒီ6တော့ကမကြည့်ပဲနဲ့ကြည့်လေဒီဖဏတ်ကြီးပြုတ်ပြက်ထွက်ခြင်းထွက်ပါသေးဆိုစီးနေမှာပဲအဲ့ဒါကိုနားလည်ပြီးတော့ဘုန်းတော်ကြီးမြတ်စွာဘုရားကဟောခဲ့ပါတယ်ပုထုဇဉ်တွေဟာဝတ္ထုအာယုံကာမဂုဏ်ဖဏတ်ကိုပဲစီးနေကြတယ်သူ့အရွယ်နဲ့သူတက်သွားပြီးတော့ပုထုဇဉ်ကနေသောတာပန်တက္ကတကအနာဂံယဟန္တာအရိယာတွေဖြစ်ရင်အရိယာကနိဗ္ဗာန်ကိုပဲအာယုံပြုတယ်နိဗ္ဗာန်ဖဏတ်ပဲစီးတယ်ဆိုရင်ရိုင်းတော်မှာဆိုလို့နိဗ္ဗာန်ကိုပဲအာယုံပြုတယ်နိဗ္ဗာန်အာယုံပြုပြီးတော့နေတယ်အဲ့ဒါကိုသဘောပေါက်ပြီးတော့မိမိတို့ဓတွေဟာအသိဉာဏ်ရှိလိုက်ရင်ကိုလှုပ်ခဲ့သမျှပြုံးစရာတွေအများကြီးကိုပြောခဲ့သမျှပြုံးစရာတွေအများကြီးကိုစိတ်ကူးခဲ့သမျှပြုံးစရာတွေအများကြီးကိုပြန်ပြီးတော့ဩငါဒီလိုဖြစ်ခဲ့တာပါလားငါအဲ့ဒီတော့ကဒီလိုအဆင့်ပါလားဒီလိုလေးတာပါလားလို့သိပြီးတော့အဲ့ဒီအဆင့်တွေကကြော်တက်ဘဝမကွေ့မကောက်ဖြောင်းမြောင်းတဲ့နိဗ္ဗာန်ရောက်နိုင်ပါလေနိဗ္ဗာန်ရောက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း